ဒီနေ့ရောကလေးတွေကိုချက်ထောက်မာလာလုပ်ကြည့်ဖို့အတွက်စီစဉ်ဖြစ်ပါတယ်။အစားကဒီဗီဒီယိုလေးကိုမရိုက်တော့ဘူးဆိုပြီးလုပ်ထားတာကြောင့်ဒီချက်ထောက်ကိုနူးနေအောင်ပြုတ်တာတို့ချက်သွန်ဖြူနဲ့ငရုတ်သီးကိုလှော်တဲ့အပိုင်းလေးတော့မရိုက်ထားလိုက်မိဘူးပေါ့နော်။ချက်ထောက်မာလာတုတ်တဲ့အထဲကိုဒီချက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုတော့ဘိုင်းနာမှာဆိုလို့တေချာလေးမီးပူပေးပြီးတော့လှော်တယ်။ဒါကတော့မာလာအနှစ်လေးထည့်နေရပါပြီးရင်တော့ဒီပဲငက်များရဲ့အကြီးလေးကိုထည့်ပါမယ်။နောက်ပြီးရင်ခရုစီထည့်မယ်။ချက်ထောက်နဲများပေါ်မူတည်ပြီးတော့အချိန်စလေးကိုချိန်ပြီးထည့်ပါနော်။ဒါကတော့မာလာမုန့်ကိုထည့်နေရပါ။မာလာမုန့်ကိုလည်းမိမိနှစ်သက်ရာကိုသုံးလို့ရပါတယ်နော်။နောက်ပြီးနှမ်းထည့်လိုက်ပါတယ်။နှမ်းကိုလည်းစိတ်စိမ်လေးကြိုက်တာကြောင့်မများလေးထည့်ဖြစ်ပါတယ်။ညီမအခုလုပ်နေတဲ့ချက်ထောက်ကတော့1 kg ပေါ့နော်။အချောင်း30ရှိပါတယ်။ညီပဲလှော်ထားတာလေးပါထည့်လိုက်ပါတယ်။အလုံးပြီးပြီဆိုရင်တော့ဒီချက်ချောက်လေးတွေကိုတေချာအောင်အရသာဝင်အောင်နေပါမယ်နေတဲ့အခါမှာလည်းလက်အိတ်လေးသုံးပြီးနေပြီပါဒီငရုတ်သီးတွေပါတာကြောင့်လက်တွေပူနိုင်ပါတယ်နော်ဒီချက်ချောက်မာလာမှာသုံးတဲ့ပါဝင်ပစ္စည်းတွေကဒီအငံတက်အလေးတက်ပတ်သွားတာလေးတွေဖြစ်တာကြောင့်ရသာထဲတာများသွားရင်ငံသွားနိုင်တယ်ဆိုတာလေးကိုသတိပေးချင်ပါတယ်ဒါကတော့ညီမဘူးတွေကိုပြောင်းထည့်ပြီးတော့ရေခဲသက်တာတွေကိုထည့်တော့မှာပေါ့နော်ဗီဒီယိုလေးတွေကိုအရင်ကအတိုင်းပုံမှန်တင်ပေးသွားဖို့အတွက်ကိုကြိုးစားနေပါတယ်အခုဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးသွားလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်